အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီ Nikes blog ကိုကျွန်တော်မရိုက်ဖြစ်ပဲဗီဒီယိုတွေမတင်ပြပဲနဲ့ရထား2လကျော်ဖြစ်သွားပြီပေါ့နော်2လကျော်ဖြစ်သွားပြီဆိုတာကလည်းကျွန်တော်အိမ်ပြောင်းပြီးတော့မှငကိုနေခဲ့တဲ့ဒီ blog အစမှနေခဲ့တဲ့အိမ်အဟောင်းကိုကျွန်တော်နောက်ကျင်ကျော်ပြန်ရွှေ့လာတော့ဒါကျွန်တော်ရဲ့ရိုက်ကူးရေးလို့လည်းကောင်းတယ်ကျွန်တော်ရဲ့ပြောမယ်ဆိုအောင်မြေပေါ့နော်ဒါကိုအမြင်ပေါ့အဲကြာဒီအဲ့ကိုပြန်ရွှေ့ရတဲ့အတွက်ကျွန်တော်လည်းလေးအလုပ်ရှုပ်တယ်ပြီးတော့ဒီ2လ3လအတွင်းမှာကျွန်တော်တခြားမိတ်ဆွေတွေနဲ့ချင်းချင်းနဲ့အတူတူပေါင်းပြီးလုပ်တဲ့ channel တွေရှိရ program တွေရှိတယ်နောက်ကျွန်တော်တချင်းတွေရိုက်တာရှိလို့ကျွန်တော်ဒီဘက်ကို Nikes blog တော့ကျွန်တော်မလဲနိုင်ဘူးဖြစ်ဟောဆိုဟိုကအစ်စ်တွေလောက်ရဆိုတော့နည်းနည်းလေးပိုအားဆိုင်ပြီးတော့အထိုင်ကြောက်အောင်လုပ်ရတာအခုကတော့episode 2ရောက်လာပြီအဲ့ဒီလေး3ယောက်နဲ့ကျွန်တော်လုပ်ထားတဲ့ဒီ Rango ဆိုတဲ့ program တခြား channel တွေကလည်းသူ့ဟာသူ subscriber တွေပြည့်ရလည်းပြည့်တော့မယ်အချိန်ရတဲ့ဟာရှိတဲ့ကြောင့်ကျွန်တော် Nikes blog ကိုဒီနေ့ရစကျွန်တော်ပြန်ရိုက်တာပေါ့နော်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်ဒီ Rango ဆိုတဲ့ program ကepisode 2ရောက်သွားepisode 1ကကျွန်တော်အဆိုတော်ပုံရိပ်နဲ့ကျွန်တော်ရိုက်ထားတယ်2ကတော့ဒီနေ့2ကတော့ကျွန်တော်လူငယ်အဆိုတော် female MC တယောက်နဲ့ကျွန်တော်တို့ရိုက်မယ်ပေါ့နော်အခုဒီဗီဒီယိုဆုံးသွားလို့ရှိရင်နေ့ကင်းကျွန်တော်တို့ရိုက်တဲ့ဒါ shooting vlog ကိုကျွန်တော်ဆက်ရိုက်ပါမယ်အဲ့ကျန်တွေ့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်ရဲ့ Nikes blog ပြန်လာပါပြီလို့ပြောချင်ပါတယ်ဒီနေ့ကျွန်တော်ရိုက်မယ် Rango ကဘာမှတော့မတင်ရသေးဘူးဘာလို့ဆိုကျွန်တော်တို့ကဗီဒီယို3-4ခုတော့စုပြီးတော့မှစက်တိုက်တင်ရမှာဖြစ်လို့ကြောင့်ကဲဗီဒီယိုဆက်ပြီးကြည့်ရအောင်ခင်ဗျာလေးပဲအားတွေရှိပါဘူးဘယ်လိုခေါ်လဲရှိပါအဲ့ဘယ်ရှိတာကိုစမယ်ဘေးချလိုက်ဒီနေ့ကဲဟုတ်ပြီရောရပါရဒီနေ့ပြောမယ်တရားတော်ဆိုင်ငယ်ဘယ်နှပိုင်းဟာအဲ့ဒီမှာကြည့်ကြဆောက်ရအောင်အပြည့်တော့အပြောကဲကျွန်တော်ဒီနေ့မနက်ကပြောခဲ့လို့ပဲကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ Rango program လေးရိုက်ပြီးပြီးတော့ပြီသွားလာစားတော့ပြီးတော့လည်းအင်ပြန်ရောက်ပါတယ်ဒီညအတွက်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကိုခဏလေးတော့ပြောပြအားလုံးပဲဗီဒီယိုဆက်ပြီးလိုက်ပါကြည့်ရှုပေးပါညYou finally managed it, well? တားနှစ်ယောက်ကအိမ်ရောက်တာနဲ့ဂိမ်းတန်းဆော့ကျွန်တော်ကသူတို့ဟိုမှာအစောကြီးစားတော့ဘိုက်ဆောင်မှာဆိုကျွန်တော်စတားကြော်ပြီးဒါကျွန်တော်စားဖို့ထမင်းကြော်ဟွာတယ်ထမင်းကြော်ကြော်ဒါကျွန်တော်တားကြီးစားဖို့ဒါချက်ပေါင်းပါမို့တားငယ်အတွက်ဒါကျွန်တော်စားဖို့ကျွန်တော်လည်းနေငယ်ရိုက်ကူးကြီးမှာကျွန်တော်တပုတ်ချက်ပေးတာညီလေးပို့တာပို့ချက်ပေးတာလေပြီးရင်ကအပင်နာမင်းမချက်တာလေအားမြစ်ချင်ဒါကြည့်ရအဲ့ဒါဘာဒီဆွဲလို့ရပြီနော်ဘာဒီဆွဲလို့ရဆွဲမလားဟဲ့ပိုင်းဒီဘွား快来着啊！